ကဲ့မင်္ဂလာပါခင်ဗျာဗီဒီယိုခေတ်မှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီဗီဒီယိုခေတ်ကနေပြီးတော့မှ customer တယောက်ပေါ့နော်မေးထားတဲ့မေးခွန်းလေးကိုကျွန်တော်ဒီနေ့ဖြေပြမှဖြစ်ပါတယ်ခင်ဗျာဒီမေးခွန်းလေးကဘာလေးလဲဆိုရှင်ကျွန်တော်ဒီ site မှာဆိုရင်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုခေတ်မှာဆိုရှင်food spa ရနိုင်လားပြီးရင်နောက်တစ်ခါကျကျွန်တော်အတမားတွေပါကွဲတာပေါ့နော်အတမားတွေပါကွဲတာကိုလုပ်ပေးလားဆိုပြီးတော့မှမေးထားလို့ပါခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီ site မှာဆိုရင်ကျွန်တော်ဒီနေ့ food spa ရပါတယ်ခင်ဗျာ food spa ဆိုရင်ကျွန်တော် USA ရှိတယ် organic ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ဈေးနှုန်းလေးကကျတော့ကျွန်တော်ဒီ organic ဆိုရင်ကျွန်တော်1000ပဲပေါ့နော်တကယ်လို့မှ USA ဈေးနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့က3000ယူပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီအတမားတွေကွဲတာမှာအစားကျွန်တော်ဒီအတမားကိုတိုက်ပြီးရပြီးရင်ကျွန်တော်အဆင့်ဆင့်လေးပေါ့နော်အဆင့်ဆင့်လေးလည်းပြောပြပေးမယ်ခင်ဗျာအဆင့်ဆင့်လေးကဘာလဲဆိုရင်ကျွန်တော်ဒီပထမဆုံးအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ပြီးလင်းကျင်တဲ့ကြီးထုတ်ပေးရပေါ့နော်ကဲလူကောင်းပေါ်ကနေပြီးတော့မှကျွန်တော်ဒီပေါ့နော်ဒီခြေပြားအထီကိုမှပြီးလင်းကျင်တဲ့ကြီးထုတ်ပေးပြဖြစ်ပါတယ်ခင်ဗျာဒါကနံပါတ်1နံပါတ်2ကကျတော့ဘာလဲဆိုရင်ကျွန်တော်ဒီကျင်တဲ့ကြီးထုတ်ပေးတာကိုကျွန်တော်ကပြီးရင်အပေါ်ကနေပြီးတော့မှပြီး separate type မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ separate type မှာလည်းအလားတူပါပဲကျွန်တော်ဒီလူကောင်းပေါ်ကနေပြီးတော့မှခြေပြားအထီပါပဲခင်ဗျာဟုတ်ကဲ့ full အပိုင်းကိုကျွန်တော်ဒီပေါ့နော်ဒီ separate type မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့နံပါတ်ဒါကတော့နံပါတ်2အဆင့်ပေါ့နော်နံပါတ်3အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဘာလုပ်လဲဆိုရင်ဒီနောက်ရေဆို with tower လေးနဲ့ပြင်ပြီးတော့မှ separate type ပေးတာတွေပြင်ပြီးမှဖယ်ပြီးတော့မှကျွန်တော် mask အုပ်ပြီးမှခင်ဗျာဟုတ်ကဲ့ mask ကတော့ကျွန်တော်ပို့ပြီးတော့မှဒီရိုးရိုးမအုပ်ဖဲနဲ့ကျွန်တော်ဒီ mask ကိုပြီးရှင်အုပ်ပေးလိုက်တယ်အုပ်ပေးပြီးတော့မှအဲ့အပေါ်ကနေပြီးတော့မှတစ်ဆင့်ကျွန်တော်ဒီပေါ့နော်ဟို paper အကြည့်လေးနဲ့ပေါ့နော် paper အကြည့်လေးနဲ့ပြန်ပြီးမှအုပ်ပေးရဖြစ်ပါတယ်ခင်ဗျာအဓိက paper အကြည့်လေးအုပ်ပေးတဲ့အကြောင်းရင်းကဘာလဲဆိုရှင်ကျွန်တော်ဒီအောက်က mask ကပို့ပြီးတော့မှအသားလေးစိတ်ဝင်အောင်ပြီးအသားတွေပို့ပြီးတော့မှကြည်လင်အောင်ဆိုပြီးတော့မှကျွန်တော်ဒီအပေါ်ကနေပြီးတော့မှပတ်ပေးရဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ကျွန်တော်နံပါတ်4အဆင့်ပေါ့နော်နံပါတ်4အဆင့်နံပါတ်5အဆင့်အနေနဲ့ဘယ်ရောက်သွားမလဲဆိုရှင်တော့ကျွန်တော်ဒီပေါ့နော်ကျွန်တော် mask အုပ်ထားတဲ့အချိန်မှာဘာလို့မဆိုရင်ကျွန်တော်ဒီချင်မထောက်နေတော့အတမားတွေကွဲတဲ့နေရာတွေကိုကျွန်တော်ဒီအတမားနဲ့တိုက်ပေးမယ်အတမားတိုက်ပေးမယ်ပြီးနောက်တစ်ခါကျတော့ကျွန်တော်ဒီခြေသေးပေါ့နော်ခြေသေးမှာဆိုရှင်ကျွန်တော်ဆိုရှင်ခြေသေးရှည်ဆိုတဲ့ကြီးတွေရှိတယ်အဲကြီးတွေကိုကျွန်တော်ပြီးကလော်ထုတ်ပြီးတော့မှပြီးရင်ပုံသွင်းပေးရဖြစ်ပါတယ်ခင်ဗျပုံသွင်းပေးပြီးတော့မှပုံကကြဘယ်လိုပုံစံလဲဆိုရှင်တော့ကျွန်တော်ဒီပေါ့နော်ခြေသေးဆိုလို့ရှိရင်လေ4000ရှိမယ်အဝိုင်းရှိမယ်လို့ပုံသွင်းလို့ရပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျဒါဆိုရှင်တော့ကျွန်တော်နံပါတ်6ဆက်ပါနော်ကျွန်တော် mask ပုတ်ပြီးတော့မှကျွန်တော်ဖြီးပြီးတော့မှပြီးရေနဲ့ပြန်စိတ်ပြီးတော့မှပြီးလိုရှင်းနဲ့ပြန်ပြီးတော့မှလိမ့်ပေးပါတယ်ခင်ဗျလူချင်းမင်းတို့အနေနဲ့နောက်ပိတ်ဆုံးအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီပေါ့နော်ခြေတဲ့ကျွန်တော်ဒီအကြည်လေးတွေကြိုက်သူဆိုလို့ရှိရင်တော့အကြည်လေးဆိုလို့ရတယ်ခင်ဗျတကယ်လို့မှအကြည်မကြိုက်ဘူးဒီတိုင်းပဲ polish ပဲတိုက်မယ်ဆိုလို့ရှိရင်တော့ polish တိုက်ပေးပါတယ်ခင်ဗျကျွန်တော်ဒီဗီဒီယိုခေတ်မှာဒီလို service လေးရပါတယ်လို့ကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာဖြတ်သိခေါ်ပါတယ်ခင်ဗျ Video case Let's Spas